Hello everyone ညဒီနေ့ပေါ့နော်ပစ္စည်းတစ်ခုလေးကြားစရာလေးတစ်ခုရှိလို့ဒါရောအဖိုးရဲ့တကယ်ချင်းတစ်ထည့်ရလက်ဆောင်ပေးလိုက်တာပေါ့နော်အဲ့လိုမျိုးဆိုစိတ်ကျင်းနိုင်အခါလေးတွေဆိုတော့အဲ့မှာနေအောင်မနဲ့ပြောလို့လားရတယ်တော့ပြန်လို့ဒီနေ့ကတာလာတဲ့ဟာမဟုတ်ဘူးအားလေးအယောင်စုံလေးဒါလေလိုင်းပေါ်မှာဖြစ်စားနေတဲ့အယောင်စုံတူပြီးတကူပြမယ်နော်တူပြီးတကူပြမယ်ကြာနေတဲ့တချင်းလေးနားဟောင်းလာဟေးပေါ့နော်ဒီကင်းစပလာဝလေးဒါအနီရောင်လေးပေါ့နော်โอเคပါအနီရောင်လေးဒါလေးကအနီရောင်လေးဒါလေးရကြတော့အပြာရောင်လေးပေါ့နော်ဒါလေးရကြတော့အဝါရောင်လေးပေါ့နော်အမကျအဖုံးပွဲထားလိုက်စေးလီဒီလိုမျိုးဟာလေးရရင်ဒီနေ့ကျေးဇူးတင်တယ်ပြီးဒါလေးကဘာရောင်လေးတော့မသိဘူးဒါလေးတွေဒီမှာပြမယ်စေးလီပြမယ်နော်စေးလီကင်လိုက်အောင်မယ်နော်ကိုချင်းစီပြနေရတယ်ဒါလည်းကင်လို့ပြမယ်နော်စေးနှစ်ပူတော့မသိချက်ပူနှစ်ပူသုံးပူလေးပူငါးပူ6ပူနှစ်ပူ10ပူ9ပူ10ပူပေါ့နော်10ပူတော့အရောင်လေးကအစုံအရောင်လေးအစုံဒါဒီဟာလေးကကျတော့3ပူပါနော်အဝါရဲ့အနီးရဲ့အပြာရဲ့ပေါ့နော်ဒီ3ပူလေးပဲရတာကန်တော့မှာတယ်10ဘူးနောင်ဒါရဲ့10ဘူးနောင်ပါတာအရောင်ကစုံကြည့်လေးအရောင်လေးလိုက်ပြမယ်ဆိုရင်တော့ဒါဟိုပေါ့နော်ပတ်တူးမှာဒီအရောင်လေးတွေအကုန်လုံးပြပြပေးမယ်ပေါ့နော်ဒါဗလဲအချိန်က3မိနစ်လောက်ပဲထားတာပေါ့နော်ပေါ့နော်အဲ့ဒီတွေစိတ်မဆိုးပါနဲ့နော်မပြလိုက်လို့အတွက်လည်းစိတ်မဆိုးပါနဲ့ပတ်တူးမှာပြမယ်လေဒါကတော့ပတ်တူးပေါ့နော်3ဘူး4ဘူး5ဘူး6ဘူး9ဘူး10ဘူး9ဘူး10ဘူးဒါဒီမှာကြည့်ရနော်ဒါ brown ဟာဒါ gray ဒါ blue မဟုတ်ဘူးအဲ့ဒါမဟုတ်လောက်ထင်တယ်ပေါ့နော်အားလုံးဘိုင်